frequency တွေ vibration တွေဆိုတာကကိုယ့်ရဲ့မျက်စိနဲ့သာမမြင်ရတာကိုယ့်ရဲ့ဘေးနားမှာပေါ့အများတန်းအပူတွေဖြစ်နေတဲ့သူနဲ့ဒီကတ်နေရတယ်ဆိုလို့ရှိရင်မင်္ဂလာပါဂျူရီကလေနေရဒေတာပတ်ဝန်းကျင်ကိုလိုက်ပြီးတော့ကိုယ့်ရဲ့ energy တွေကပြောင်းလဲတယ်ဆိုတာကတကယ်မှန်တယ်ပေါ့နော်အခုဆိုလို့ရှိရင်ယူရီခရီးထွက်နေပေါ့နော်ဒါပေမဲ့ခရီးထွက်နေတော့အဲ့ရောက်နေတဲ့နေရာဒေတာပတ်ဝန်းကျင်ကိုလိုက်ပြီးတော့ကိုယ့်ရဲ့စိတ်ကလည်း energy တွေကိုလိုက်ပြီးတော့ပေါ့နော်အေးချမ်းတယ်လို့ခံစားရတယ်အဲ့တော့အဓိကသတိထားမှာကကိုကစိတ်မပျော်ရွှင်နေဘူးကိုယ့်ရဲ့စိတ်မှာ stress တွေပြီးနေရဆိုရင်အနီးနားမှာရှိရဲ့ပတ်ဝန်းကျင်ကအရန်ရေးကြီးရယ် community ထဲမှာဆိုလို့ရှိရင်လည်း frequency တွေ vibration တွေဆိုတာကကိုယ့်ရဲ့မျက်စိနဲ့သာမမြင်ရတာကိုယ့်ရဲ့ဘေးနားမှာပေါ့အများတန်းအပူတွေဖြစ်နေတဲ့သူနဲ့နီးကပ်နေရတယ်ဆိုလို့ရှိရင်ကိုကလည်းသူ့စီက frequency လှိုင်းတွေရိုက်ခတ်မှုကြောင့်ပေါ့နော်ကိုယ့်ရဲ့စိတ်ကလည်းမအေးချမ်းမှုပူလောင်ရတယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်နိုင်တယ်အဲ့တော့ energy တွေဆိုတာကလည်းကိုယ့်ရဲ့မျက်စိနဲ့သာမမြင်ရတာပေါ့ကိုယ့်ရဲ့အနီးအနားထိုင်နေတဲ့ပတ်ဝန်းကျင်ကဘယ်လိုမျိုးရှိလဲဆိုတာနဲ့ကိုယ့်ရဲ့ခံစားချက် emotion တွေနဲ့ပေါ့အများကြီးဓာတ်ရိုက်ချိုးကြရလို့ပြောလို့ရတယ်ကိုယ့်ရဲ့စိတ်ပျော်ရွှင်မှုမပျော်ရွှင်မှုနဲ့ပတ်သက်ပြီးလို့ရှိရင်ကိုယ့်ရဲ့ဒီပတ်ဝန်းကျင်ကိုလည်းအရန်ဂရုစိုက်ဖို့လိုအပ်တယ်ဒါကလည်းကိုရောက်ရှိနေတဲ့နေရာကဘလို့လူတွေနဲ့ကိုအများဆုံးပတ်သက်ဆက်ဆက်နေရလဲထိတွေ့နေရလဲပေါ့နော်ကိုနေထိုင်တဲ့ပတ်ဝန်းကျင်ကဘလို့မျိုးလဲဆိုတာနဲ့ကိုယ့်ရဲ့စိတ် energy မှာလှိုင်းနေရိုက်ခတ်တဲ့ပုံစံမျိုးကကိုယ့်ရဲ့စိတ်မှာဘလို့မျိုးဖြစ်နေလဲဆိုတာကအဓိကကြပြီးတော့မူတည်နေပါတယ်အဲ့တော့ကိုယ့်ရဲ့စိတ်ကမပျော်ရွှင်ဘူးပူလောင်နေရတဲ့အဆင်မပြေဘူးဆိုလို့ရှိရင်ကိုနေထိုင်တဲ့ပတ်ဝန်းကျင်ကိုလည်းတေချာလေးဂရုစိုက်ပြီးတော့ပြောင်းလဲတဲ့ရင်ပြောင်းလဲပါရုံထွက်တဲ့ရင်ရုံထွက်ပါပေါ့နော်လုံးဝပြောင်းလဲလို့မရဘူးရုံထွက်လို့မရဘူးဆိုလို့ရှိရင်တော့ခဏလေး break လုပ်ပြီးတော့အေးချမ်းတဲ့အသိစိတ်တဲ့နေရာလေးမှာကိုယ့်ရဲ့ energy ကို refresh လုပ်ပြီးတော့ကိုယ့်ရဲ့စိတ်ရောလူရောပျော်ရွှင်မှုကိုအဓိကထားပြီးတော့ပေါ့နော်နေထိုင်တဲ့နယ်လို့ယူရတဲ့ဗီဒီယိုလေးနဲ့ပြပြချင်တာပါကျေးဇူးတင်ပါတယ်